နေ့မှာဆိုလို့ရှိရင်ကျမတို့ဒီတရုတ်ပေါ့နော်ကောင်းစင်ဝင်မှာတရုတ်ချစ်ကြည်ရေး entertainment နဲ့ဆွေမျိုးဖောက်ပေါ်ချစ်ကြည်ရေးဓာတ်ပုံနဲ့ပကြီးပြိုင်ပွဲအခမ်းအနားစုပေးပွဲအခမ်းအနားစီစဉ်လေးဖြစ်ပါတယ်ရှင်ဒီပြိုင်ပွဲမှာဆိုလို့ရှိရင်ကျမတို့ဓာတ်ပုံပြိုင်ပွဲရတော့ပေါ့နော်ဓာတ်ပုံ65ပုံဝင်ရောက်ရှင်ပြိုင်ပါတယ်ပကြီးပြိုင်ပွဲရတော့ကျမတို့မှာ158ဦးဝင်ရောက်ရှင်ပြိုင်ပါတယ်ရှင်ပကြီးပြိုင်ပွဲမှာဆိုရင်အဆင့်အနေရှိပါတယ်၄ဆင့်ရှိပါတယ်မူလာတန်းဆင့်အလယ်တန်းဆင့်ထက်တန်းဆင့်နဲ့အဆင့်မြင့်ပညာအဆင့်ဆိုပြီးတော့၄ဆင့်ဝင်ရောက်ရှင်ပြိုင်ကြပါတယ်ရှင်ဓာတ်ပုံပြိုင်ပွဲမှာဆိုရင်ကျမတို့73စုပေါ့နော်ပထမဒုတိယတတိယနဲ့နှစ်သိမ့်စု10စုပေးပါတယ်ပကြီးပြိုင်ပွဲတော့ကျမတို့မူလာတန်းအဆင့်မှာ8စုအလယ်တန်းအဆင့်မှာ8စုနဲ့ထက်တန်းအဆင့်8စုအဆင့်မြင့်ပညာအဆင့်8စုပေါ့နော်ပထမဒုတိယတတိယနဲ့နှစ်သိမ့်စု5စုကြီးကျမတို့စုချင်းမြင့်ချင်းဖြစ်ပါတယ်ရှင်ဒီပြိုင်ပွဲကိုကျင်းပခြင်းအဖြစ်ပေါ့နော်တရုတ်မြန်မာအချင်းချင်းလဲပေါ့နော်ချစ်ချစ်ခင်ခင်ဖြစ်လာတယ်ပြီးတော့ကျမတို့ယဉ်ကျေးမှုဖလှယ်ရလဲရောက်တယ်ပေါ့နော်နီနောဖလှယ်ရလဲရောက်တယ်ကျမတို့တရုတ်ယဉ်ကျေးမှုနဲ့မြန်မာယဉ်ကျေးမှုတွေကိုကူလူဆက်ချရာကလေးတွေလဲပေါ့နော်ပို့ပြီးတော့မှအတိအမြင်ဘဟုတုတအတွေးခေါ်လေးတွေလဲရသွားတယ်ဆွေမျိုးပေါက်ပေါ်အချင်းချင်းချစ်ခင်ရင်းနှီးတဲ့စိတ်လဲရသွားပါတယ်ရှင်